Okay ba mình là baဒီနေ့ fundraising မှာပါဝင်ခွင့်ရတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီနေ့မှာတော့ဒီကျွန်တော်လည်းပြောချင်တဲ့အကြောင်းအရာကတော့ဒီကျွန်တော်တို့ချင်းအကွဲအပြဲဘာကြောင့်ဖြစ်နေတယ်လဲပေါ့နော်ဒီချင်းအကွဲအပြဲဖြစ်နေရတဲ့ပြန်လည်ပေါင်းစည်းမှုမအောင်မြင်ရတဲ့အကြောင်းရင်းနဲ့သူ့ရဲ့အကျိုးဆက်တဲ့ကျွန်တော်တို့ဘာတွေလုပ်ပြီးတော့မှဘယ်လိုသွားရင်တော့ကျွန်တော်တို့ဘာတွေလုပ်တင်တယ်လဲပေါ့လေအဲ့ဒီဟာကိုနိုင်ငံဆွေးနွေးလိုပါတယ်ဒီနှစ်ပိုင်းခွဲပြီးတော့မှပြောလိုပါတယ်ပထမကတော့ကျွန်တော်ရဲ့ဒီမိခင်အဖွဲ့အစည်းမိခင်နဲ့ဆိုင်တဲ့ဒီမရာအရေးဖြစ်ပါမယ်ဒုတိယကတော့ကျွန်တော်ချင်းအရေးဖြစ်ပါမယ်ဆိုတော့ပထမအနေနဲ့ကျွန်တော်တို့ဒီမရာအရေးပေါ့လေမရာအရေးမှာကျွန်တော်တို့ဒီနေ့ချိန်ထိဒီပြဿနာ conflict ဖြစ်နေတာပေါ့လေတိုက်ပွဲတွေကျွန်တော်မြေပြင်မှာချင်းချင်းကြားမှာမရာနဲ့မရာချင်းချင်းဒီ CDF မရာနဲ့ကျွန်တော်တို့ MDF ပေါ့လေချင်းချင်းဖြစ်နေတယ်ပြည်သူတွေရဲ့အမြင်မှာတော့ဒါဒီအဖွဲ့နှစ်ဖွဲ့ကဗာလဲပေါ့ဒီကျွန်တော်တို့ Israel နဲ့ Palestine လို့Israel နဲ့ Hamas လို့ဘာကြောင့်ချင်းချင်းတိုက်ပွဲဖြစ်နေတာလဲကျွန်တော်ဒေါ်လာရေးခုလိုမျိုးဒေါ်လာရေးကာလမှာဒီဒေါ်လာရေးလမ်းကြောင်းကနေတွေ့ဖြီးပြီးတော့မှလမ်းကြောင်းမှားပြီးတော့မှချင်းချင်းဖြစ်နေတာဆိုပြီးတော့မှဒီပြည်သူလူထုရဲ့အမြင်မှာတော့ဖြစ်မှာပါဒါပေမဲ့ဒီလိုမျိုး conflict ပြဿနာတစ်ခုဖြစ်ပြီးဆိုလို့ရှိရင်ဒီလွယ်လွယ်လေးနဲ့အကြောင်းရင်းမရှိဘဲနဲ့ဖြစ်လာတာတော့မဟုတ်ပါဘူးဒီသူ့မှာအကြောင်းရင်းတွေရှိပါတယ်အဲ့ဒါကိုဒီပြည်သူလူထုကိုပြန်ပြီးတော့မှremind ပေးremind လည်းပဲပေးလိုပါတယ်။ဘာကြောင့်ဒီ conflict မှာ data မှာအခုချိန်အထိအချင်းချင်းကြားမှာတိုက်ပွဲဖြစ်နေတယ်လဲဆိုတဲ့ဟာပေါ့လေ။ပထမအချက်အနေနဲ့ကတော့ဒီသူ့ရဲ့နောက်ကြောင်းကိုကျွန်တော်တို့ long story short ပေါ့လေဒီအကြောင်းရင်းကတော့အများကြီးရှိတယ်။အများကြီးရှိတဲ့အထက်မှာပထမအချက်ကိုကျွန်တော်ပြောလိုပါတယ်။ဒီပထမမှာကတော့ဒီကျွန်တော်တို့မရာဒေတာမှာလက်နက်ကင်ဒီ2017အာဏာသိမ်းပြီးနောက်ပိုင်းလက်နက်ကင်ဖွဲ့ပေါ်လာတယ်။အဲ့နှစ်ဖွဲ့ပေါ်လာတဲ့ထဲမှာပထမကတော့ဒီမရာအာမီပေါ့လေ MA လို့ကျွန်တော်တို့အတူပေါင်းဖြစ်ခေါ်တယ်ဒုတိယကတော့ကျွန်တော်တို့ဒီမျိုးဦးတော်ထိုင်းတဲ့သူပေါ်ပေါက်လာတဲ့ CDF မရာတဲ့မရာအာမီဆိုပြီးတော့မှမရာနယ်မှာဒီလက်နက်ကင်ဖွဲ့နှစ်ဖွဲ့ရှိလာတယ်အဲ့လိုရှိလာတဲ့အခါမှာဒီနေ့လိုမျိုးအခြေအနေမရာဒေတာမှာချင်းချင်းကြားမှာကူတခုထဲမှာကြားနှကောင်အောင်လို့မရဘူးဆိုတဲ့စကားပုံအတိုင်းပဲကျွန်တော်တို့ဒီမရာဒေတာမှာလက်နက်ကင်နှစ်ဖွဲ့ရှိမယ်ဆိုလို့ရှိရင်ဒီကျွန်တော်ချင်းချင်းကြားမှာနောက်တစ်ချိန်မှာတွေးထွက်တန်ယူဖြစ်မယ်ကျွန်တော်ချင်းချင်းတိုက်ပွဲဖြစ်မယ်အဲ့လိုမျိုးကိုကျွန်တော်တို့မလို့ချင်တဲ့အတွက်ကြောင့်မလို့ဒီမရာအာမီနဲ့ဒီ CDF မရာဆိုတဲ့အဖွဲ့နှစ်ဖွဲ့ကိုကျွန်တော်တို့ဒီပေါင်းစည်းရေးလုပ်ခဲ့ပါတယ်အဲ့လိုလုပ်ခဲ့တဲ့အချိန်မှာကျွန်တော်တို့ဒီကျွန်တော်အဲ့ဒီပေါင်းစည်းရေးကိစ္စမှာလည်းပဲထဲဝင်ဒီအတွင်းမှုအနေနဲ့လည်းကျွန်တော်ပါဝင်ပြီးတော့မှလုပ်ခဲ့တယ်ပေါ့လေဆိုတော့အတွင်းစိတ်တေးစိတ်အတွင်းရေးပြဿနာတွေအတွင်းရေးကိစ္စတွေကိုလည်းကျွန်တော်အကုန်လုံးဒီပါကျွန်တော်သိပါတယ်ကိုယ်တိုင်ပါဝင်လာခဲ့တဲ့အတွက်ကြောင့်ဆိုတော့အဲ့ဒီမရာအာမီနဲ့ကျွန်တော် CDF မရာကိုကျွန်တော်ပေါင်းစည်းရေးလုံနိုင်ခဲ့တယ်အောင်မြင်ခဲ့တယ်အဲ့လိုလုံနိုင်ခဲ့တဲ့အခါမှာကျွန်တော်သဘောတူညီချက်တစ်ခုရတာကတော့ CDF မရာဆိုတဲ့နာမည်ကိုကျွန်တော်ဖျက်သိမ်းမယ်ပြီးတော့မရာအာမီဆိုတဲ့ဖွဲ့ကိုလည်းကျွန်တော်ဖျက်သိမ်းမယ်အဲ့ဒီနှစ်ဖွဲ့ကိုကျွန်တော်ဖွဲ့စလုံးကိုဖျက်သိမ်းပြီးတော့မှဒီMaraland Defense Force MDF ကိုကျွန်တော်တို့ဖွဲ့စည်းမယ်ဆိုပြီးတော့မှသဘောတူညီချက်ကျွန်တော်တို့လုပ်ခဲ့ကြတယ်အဲ့ဒီအချိန်မှာပဲပြဿနာကအဲ့ဒီအချိန်မှာကျွန်တော်တို့ agenda တစ်ခုကိုကျွန်တော်တို့အကျိတ်နဲ့ဆွေးနွေးခဲ့တဲ့ဟာရှိပါတယ်အဲ့ဒါကတော့ဘာလဲဆိုလို့ရှိရင်ဒီဒေါ်လာရေးကာလမှာကျွန်တော်တို့နိုင်ငံရေးအဖွဲ့အစည်းမလိုသေးဘူးလက်နက်ကင်တိတက်ပဲရှိရမယ်ဆိုတဲ့ agenda နဲ့ဒီဒေါ်လာရေးကာလမှာလည်းနိုင်ငံရေးအဖွဲ့အစည်းဆိုတာလိုတယ်ဆိုတဲ့ agenda ပေါ့လေအဲ့မှာရင်းခုန်ကျွန်တော်အကျိတ်နဲ့ဖြစ်တယ်ပြောရမယ်ဆိုလို့ရှိရင်တော့ MDF နဲ့ရတယ်ဒီအပေါ်မှာ MTC အဲ့တော့ကတော့ MATC လို့ကျွန်တော်ခေါ်တာပေါ့Maraland Administrative Territorial Council MATC ဆိုတဲ့ဟာကမလိုဘူးဒေါ်လာရေးကာလဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနိုင်ငံရေးအဖွဲ့အစည်းကမလိုဘူးတက်တစ်ခုထဲနဲ့ရတယ်ဆိုတဲ့ agenda ပေါ်မှာအကျိတ်နဲ့ကျွန်တော်ဆွေးနွေးတဲ့အခါမှာအဲ့ဒီအချိန်မှာကျွန်တော်19ဦးရှိတယ်19ဦးအဲ့ဒီ19ဦးထဲမှာကျွန်တော်တို့နောက်ဆုံးတော့ဒီဆွေးနွေးမှုကလုံးဝကိုအဖြေမထွက်တဲ့အခါမှာနောက်ဆုံးတော့ကျွန်တော်မဲခွဲပြီးတော့ကျွန်တော်သွားကြမယ်ပေါ့ကျွန်တော်မဲမခွဲခင်မှာကျွန်တော်ပထမအနေနဲ့ကျွန်တော်တို့ဒီမဲနဲ့သွားမယ်အဲ့မှာအများသဘောတူ
မဲနိုင်တဲ့အတိုင်းကျွန်တော်တွားမယ်ဆိုပြီးသဘောတူကြတယ်အဲ့လိုသဘောတူတဲ့အခါမှာဟုတ်ပြီကျွန်တော်19ဦးထဲမှာ2ယောက်ကတော့ကျွန်တော်မှတ်ရရှိသေးတယ်2ယောက်ကတော့ဒီကြားနေတဲ့ရှိခဲ့တယ်19ဦးမဲပေးတယ်19ဦးမဲပေးတဲ့အထက်မှာဒေါ်လာရေးကာလမှာကျွန်တော်တို့ admin body ပေါ့ဒီနိုင်ငံရေးဥဆောင်တဲ့အဖွဲ့ MTC ပေါ့ကိုကတော့အဲ့ဒီဟာလိုတယ်ဆိုတော့မဲက10မဲရှိတယ်ခုတိ record မှတ်တမ်းရှိတယ်ပေါ့လေအဲ့ဒါမလိုဘူးဒီတက်နေပဲတော့မယ် MDF တက်နေပဲတော့မယ်ဆိုတော့လူကမဲက9မဲ10ခုနှစ်ပေါ့လေအဲ့ဒီရလက်ကတော့10ခုနှစ်နှစ်ခုကကြားနေဆိုတော့မရနိုင်မြေပြဿနာအရင်မြက်က37ပဲ10 7ခုနှစ်ဆိုတော့အဲ့ဒီချိန်ကနေစပြီးတော့မှအဲ့ဒီခုမဲရတဲ့အုပ်စုကစပြီးတော့မှခွဲထွက်သွားတယ်ပေါ့လေဆိုတော့အဲ့ဒီဟာကပြဿနာကအဲ့ပြဿနာအစ root cause ဒီနေ့ချိန်အထိမရနိုင်မှာတိုက်ပွဲဖြစ်နေတဲ့ပြဿနာကအဲ့ဒီ10ခုနှစ်ပဲအဲ့ဒီတုန်းကစခဲ့တာဆိုတော့လူတရားအနေနဲ့အဲ့ဒီကျွန်တော်တို့ဒီမီးလောင်တဲ့နေရာကိုတက်စီထပ်လောင်တာကဘာလဲဆိုတော့ကျွန်တော်တို့ဘာဖြစ်ဖြစ်ဟုတ်ပြီသူတို့ကတကယ်တမ်းဆိုရင်အဲ့ဒီမဲမခွဲခင်မှာသဘောတူညီထားတဲ့အတိုင်းသူတို့ကလက်ခံတယ်ဆိုလို့ရှိရင်သဘောထားချင်းနဲ့လက်ခံတယ်ဆိုရင်ဒီနေ့ချိန်ဒီပြဿနာတွေလို့ဖြစ်မှာမဟုတ်အဲ့လိုလက်မခံတဲ့အတွက်ကြောင့်သူတို့ကစပြီးတော့မှခွဲထွက်ပြီးတော့မှနိုင်ငံရေးလှုပ်ရှားမှုလှုပ်လာတဲ့အခါမှာပြဿနာကဖြစ်နဲ့ကျေပြတ်လာတာဖြစ်ပါတယ်လူတရားအနေနဲ့ကတော့ကျွန်တော်တို့ဘာဖြစ်အဲ့ဒီ9ယောက်10ယောက် plus 2အချားနေတဲ့10ယောက်စုစုပေါင်း17ယောက်ကနေပြီးတော့ဆက်လက်ပြီးတော့ဥဆောင်ပြီးတော့မှပြည်သူ့ညီလာခံခေါ်တယ်မရာပြည်သူလူထု90ရာခိုင်နှုန်းကျော်ကနေပြီးတော့မှ FTC MDF ကိုထောက်ခံအားပေးပြီးတော့မှသဘောတူ mandate political mandate ပြည်သူရဲ့ mandate ပေးပြီးတော့မှဖြစ်လာတဲ့အဖွဲ့အစည်းကြီးဖြစ်ပါတယ်အဲ့ဒါကိုကျွန်တော်တို့ကဒီ CJDC အဲ့လိုက CJDC ပေါ့လေ CJDC ကိုတွားပြီးတော့မှကျွန်တော်တို့က CDF မရာကိုဖျက်သိမ်းလိုက်ပြီးမရာအာမီနဲ့ကျွန်တော်တို့ CDF မရာနဲ့ပေါင်းစည်းပြီးတော့ MDF ဖြစ်လာပါပြီဆိုပြီးတော့မှတွားတင်ပြတဲ့အခါမှာကျွန်တော်တို့ဒီCJDC ကနေပြီးတော့မှဒီ long story short နေလည်းပြောမယ်ဆိုလို့ရှိရင်ခင်ဗျားတို့ကိုကျွန်တော်တို့မတီးဘူးကျွန်တော်တို့ MTC MDF ဆိုတာကကျွန်တော်မကြားဘူးရှိလည်းမရှိဘူးကျွန်တော်တီးလည်းမတီးဘူးခင်ဗျားတို့ကိုဆိုပြီးတော့မှပြောလာတယ် CDF မရာဆိုတာပဲကျွန်တော်တီးတယ်ဆိုပြီးတော့မှနိုင်ငံရေးပြည်ယူဘလို့လုတ်ခဲ့ကြလဲတော့ကျွန်တော်လည်းမသိဘူးပြည်သူလူထုကိုအများစု98ရာခိုင်နှုန်းလို့လည်းပြောလို့ရတယ်90ကျော်က mandate ပေးထားတဲ့အဖွဲ့ကို CJDC လို့ပြောရင် CNF ဥဆောင်တဲ့အုပ်စုကနေပြီးတော့မှMTCM ရဲ့ကို CJDC ဖယ်ထုတ်လာခဲ့အကြောင်းရင်းကတော့အဲ့ဒါပါပဲဒီနေ့ပြဿနာဖြစ်နေတာကမရနိုင်မှာတိုက်ပွဲဖြစ်နေတဲ့ဟာတွေကMDF ကစစ်ကြောင်းထိုးလာလို့တိုက်ပွဲဖြစ်တယ် CDF ပရာကစစ်ကြောင်းထိုးလာလို့တိုက်ပွဲဖြစ်တယ်ဆိုတဲ့ဟာတွေကဒီပြဿနာရဲ့ဒီအကိုင်းအခက် branch အကိုင်းတွေပဲဒီအရေးအမြစ်ကတော့ခုနပြောတဲ့အချက်နှစ်ချက်ပဲဖြစ်ပါတယ်30ခုနှစ်စပြီးတော့မှအများသဘောတူမဲကိုလက်မခံဘဲနဲ့ကွဲထွက်သွားတဲ့အဖွဲ့နဲ့အဲ့ဒီကွဲထွက်သွားတဲ့လူနည်းစုဖွဲ့စည်းထားတဲ့ illegitimate ပေါ့လေဒီတရားမဝင်တဲ့ mandate မရှိတဲ့ခွဲထွက်တဲ့အဖွဲ့ကိုထောက်ခံအားပေးအတိမတ်ပြုတဲ့ဒီ CJDC CNF ကနေပြီးတော့မှလှုပ်လာတဲ့အခါမှာဒီနေ့ချိန်ထိအတိအပွင့်ဒီရက်လက် result ကကျွန်တော်တို့မရနိုင်မှာတွေးထွက်တိုင်ယူအချင်းချင်းကြားမှာရပ်ပေါင်း40ကျော်ဒီလိုမျိုးတိုက်ပွဲကဖြစ်နေရချင်းဖြစ်ပါတယ်ဆိုတဲ့ဟာကိုဒီအကြောင်းရင်းမရှိဘဲနဲ့မရနိုင်တဲ့မှာရှောက်ပြီးတော့မှတိုက်ပွဲကဖြစ်နေတာမဟုတ်ပါဘူးဆိုတဲ့ကိုပြည်သူတွေပြန်ပြီးတော့မှremind ပေးလို့ပါတယ်ဒါကဒီ propaganda လုပ်တာလည်းမဟုတ်ဘူးဒီအမုန်းစကားကိုကျွန်တော်တို့ပြောနေတာလည်းမဟုတ်ဘူးအမှန်တရားဒီအဖြစ်အပျက် fact history တမိုင်းကိုကျွန်တော်တို့မရနိုင်ဘာကြောင့်ဖြစ်နေတယ်လဲဆိုတဲ့ဟာတွေကိုပြန်ပြီးတော့မှပြောလို့ချင်းဖြစ်ပါတယ်ခုနပြောသလိုကူတစ်ခုထဲမှာကြားနှစ်ကောင်အောင်းလို့မရဘူးဆိုသလိုကျွန်တော်တို့မရနိုင်တတိလီထဲမှာလက်နက်ကနှစ်ဖွဲ့ရှိတဲ့အခါမှာသူတို့ကလည်းစီယုံရေးလုပ်ချင်တယ်ဒီဘက်ကလည်းစီယုံရေးလုပ်ချင်တယ်သူတို့ကလည်းပြည်သူလူထုကိုစီယုံတယ်ဒီဘက်ကလည်းစီယုံတယ်သူတို့ကလည်းမရနိုင်ကုလုံးအုပ်ချုပ်ချင်တယ်အဲ့လိုမျိုးဖြစ်လာတော့ပေါ်တိုင်းမှုအုပ်ချုပ်ရေးပေါ်တိုင်းမှုနိုင်ငံရေးပေါ်တိုင်းမှုအဲ့လိုခါနဲ့တဆင့်ကျွန်တော်စီရေးပေါ်တိုင်းမှုတွေကဖြစ်လာတာဖြစ်ပါတယ်ဒါက conflict ရဲ့သဘောတဘာဝဖြစ်ပါတယ်ဒီ conflict ကိုဘယ်သူကစလုပ်ခဲ့တယ်လဲဘာကြောင့်ဖြစ်လာခဲ့တယ်လဲဆိုတဲ့ဟာကအရေးကြီးပါတယ်ဆိုတဲ့ဟာကိုပထမအနေနဲ့မရာအရေးနဲ့ပတ်သက်ပြီးတော့
ဟိုနိုင်ငံဆွေးပြောလိုပါတယ်ပြီးတော့ဒုတိယကတော့ဒီချင်းနဲ့ပတ်သက်ပြီးတော့ပေါ့လေဒီနေ့ကျွန်တော်တို့ချင်းရဲ့ဒေါ်လာရေးကဒီ2021နောက်ပိုင်းမှာအင်မတန်မှအောင်မြင်လာခဲ့ပါတယ်ဒါကတော့ဒီပြည်သူတွေအားလုံးအသိဖြစ်တယ်နိုင်ငံတကာအသိဖြစ်တယ်အခုနဆရာတွေလည်းအရှိမပြောသွားပြီးဖြစ်ပါတယ်တူမီနဲ့စခဲ့တယ်ချင်းရဲ့ဒေါ်လာရေးကအစမှာဆိုလို့ရှိရင်နိုင်ငံရေးလေးလာသုံးသပ်တဲ့လူတွေပညာရှင်တွေကချင်းပြည်နယ်ကပထမဆုံးလွတ်မြောက်မယ်ပေါ့လေလွတ်မြောက်မဲ့ထဲမှာပါတယ်ဘာဖြစ်လို့လဲဆိုရင်ပထဝီနယ်မြေအရအချက်ချကြတယ်ဒီဘက်မှာမကွေးစကိုင်းကနေပြီးတော့မှကာထားတယ်နောက်ဘက်မှာချင်းလူမျိုးတွေလို့ပြောလို့ရတဲ့မီဇိုအိန္ဒိယနိုင်ငံကြီးရှိတယ်ဆိုတဲ့အခါမှာဒီချင်းပြည်နယ်ကတကယ်လွတ်လာမယ်ယူလွတ်တာမျိုးမဟုတ်ဘဲနဲ့တကယ်ကိုဒီနိုင်ငံတနိုင်ငံဖြစ်တော့မှ confederate အဆင့်တောင်မှပုံစံမျိုးထိလွတ်လာမယ်ဆိုတော့နိုင်ငံရေးလေးလာသုံးသပ်တဲ့လူတွေကသုံးသပ်လာခဲ့ကြတာပေါ့လေအဲဒီအတိုင်းလည်းဖြစ်လာခဲ့တယ်ဒါပေမဲ့လည်းဒီတချို့ဆိုလို့ရှိရင်တော့ဒီကချင်လူမျိုး KIA လူမျိုးဝလူမျိုးပုံစံတောင်မှဖြစ်လာမယ်ဆိုပြီးတော့မှသုံးသပ်ကြတယ်ဘာဖြစ်လို့လဲဆိုရင်ကချင်အခုလိုက်စာဆိုလို့ရှိရင်ဒေါ်လာရေးအဖွဲ့အစည်းတော်များများရဲ့အခြေချရာဒီခြေကုပ်ယူရာအင်အားယူရာတင်တန်းနဲ့တက်ကြတယ်အဲဒီလိုက်စာမှာအင်အားတွေယူကြတယ်အဲ့လိုမျိုးပုံစံပေါ့ဒီမြန်မာနိုင်ငံရဲ့အနောက်မြောက်ပိုင်းဒီမရှိတဲ့ဒေါ်လာရေးအင်အားစုတွေအကုန်လုံးနိပါခိုလုံပြီးတော့ခြေကုပ်ယူမဲ့နေရာကတကယ်တော့ဒီချင်းပြည်နယ်ဖြစ်ခဲ့တယ်ပေါ့လေအဲ့ဒီအခွင့်အရေးကြီးကျွန်တော်တို့ချင်းပြည်နယ်မှာရှိခဲ့တယ်အိန္ဒိယအစိုးရလည်းတစ်ဖက်မှာဒီဝါတို့ဒီ KIO တို့ကိုတရုတ်ကခဏနှောက်ယှက်တယ်လို့မျိုးဖိအားပေးတယ်လို့မျိုးအိန္ဒိယကဒီနေ့ချိန်ထိဒေါ်လာရေးအင်အားစုတွေကဒီလောက်ထိတရုတ်လိုမျိုးဖိအားမပေးသေးဘူးဆိုတော့ကျွန်တော်တို့ချင်းပြည်နယ်မှာကတကယ်တော့ချင်းပြည်နယ်တစ်ခုလုံးလွတ်မြောက်သွားမယ်ဆိုလို့ရှိရင်စကိုင်းမကွေးအဲ့ဒီနေ့တော့အကုန်မှာရှိတဲ့ဒေါ်လာရေးအင်အားစုတွေရောဒုက္ခသည်တွေရောကျွန်တော်တို့စစ်ဘေးရှောင်တွေခိုးလုံမဲ့နေရာချင်းပြည်နယ်ကဲတော့ဖြစ်ရမှာဒါပေမဲ့လည်းအဲ့ဒီအခွင့်အရေးကြီးကိုကျွန်တော်ဆုံးရှုံးခဲ့ရတယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်ကျွန်တော်နှစ်ဖွဲ့CB နဲ့ CC ပေါ့ကျွန်တော်တို့ကွဲနေရတဲ့အတွက်ကြောင့်မလို့တစ်ဖက်မှာအဲ့ဒီကျွန်တော်တို့မကွေးစကိုင်းမှာရှိတဲ့ကျွန်တော်အင်ကြီးချင်းမရှိတော့ထားအင်အားစုတွေလည်းမခိုးလုံနိုင်တော့ဘူးပြီးလို့ရှိရင်ပြည်သူတွေလည်းနေရမပြန်နိုင်တော့ဘူးလွတ်မြောက်ပြီးတဲ့နေရာတွေမှာပြည်သူတွေပြန်မလာနိုင်ဘူးပြီးလို့ရှိရင်တော့နိုင်ငံတကာအကူအညီတွေလည်းချင်းပြည်နယ်ကိုမလာနိုင်တော့နှစ်ဖွဲ့ကွဲနေတဲ့အခါမှာပဲဖွဲ့စည်းပဲနိုင်ငံတကာဖွဲ့စည်းကမှရင်းနှီးမြှုပ်နှံမှုမလုပ်ချင်ဘူးအဲ့လိုမျိုးဒီကောင်းကျိုးတွေတခုမှမရှိဘဲနဲ့ဆိုးကျိုးတွေပဲကျွန်တော်တို့ဒီချင်းပြည်နယ်နှစ်ဖွဲ့ကွဲတဲ့နေရာမှာဖြစ်လာတာပေါ့လေဒီအိန္ဒိယအစိုးရကလည်းနိုင်ငံတကာကလည်းဒါဒေါ်လာရေးအင်အားစုတွေကမစီလုံးကြဘူးကွဲနေကြတဲ့ခါမှာဒီခုနရှေ့မှာလည်းပြောတဲ့ဒီမင်းအောင်လှိုင်ဒီအာနာတိန်စစ်ကောင်စီကိုနိုင်ငံတကာကတဖြည်းဖြည်းနဲ့ပြန်ပြီးတော့မှအတိအမှတ်ပြုလာတဲ့အခြေအနေမျိုးကိုကျွန်တော်တို့ရောက်လာတာဖြစ်ပါတယ်ဒီအခုဆိုလို့ရှိရင်ဒီကျွန်တော်တို့အိန္ဒိယရုရှားတရုတ်အာဆီယံစတဲ့နိုင်ငံတွေကဒီဖြည်းနဲ့ကျွန်တော်တို့ဒီမြောက်ပိုင်းအာနာတိန်အုပ်စုကိုအတိအမှတ်ပြုလာတာကိုကျွန်တော်တွေ့ရတာဖြစ်ပါတယ်ဒါရွေးကောက်ပွဲတော့မလုပ်သေးဘူးရွေးကောက်ပွဲလုပ်လာလို့ရှိရင်ဘယ်လိုမျိုးဆက်ပြီးတော့မှနိုင်ငံတကာအတိအမှတ်ပြုလာမလဲဒါကျွန်တော်တို့ခန့်မှန်းလို့ရတာပေါ့လေဆိုတော့ဒါကတစ်ဖက်မှာချင်းပြည်နယ်ကအင်မတန်မှကိုအရေးကြီးတဲ့ပြည်နယ်အရေးကြီးတဲ့ strategic ပေါ့လေဒီချက်ချကြတဲ့ပြည်နယ် data ပထဝီနိုင်ငံရေးအရာဖြစ်ခဲ့ပေမဲ့လည်းဒီကချင်ဘက်ကဝါဘက်ကကျန်တဲ့ဒေါ်ထိုင်းအင်အားစုတွေကအရာကိုအားကြတဲ့နေရာပထဝီနယ်မြေပေးထားချက်အရာမီဇိုရမ်ပြည်သူလူထုကထောက်ခံအားပေးတဲ့နောက်ကျောကနေပြီးတော့ပါပေးတဲ့နေမြေဖြစ်ခဲ့ပေမဲ့လည်းအဲ့ဒီအခွင့်အရေးတွေကိုကျွန်တော်ဆုံးရှုံးခဲ့ရတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်ပေါ့လေဒါတွေကဘာကြောင့်လဲဘာကြောင့်ဒီအခွင့်အရေးတွေကိုကျွန်တော်ဆုံးရှုံးနေရတာလဲပေါ့လေအဲ့ဒါကိုကျွန်တော်တို့ကပြဿနာတစ်ခုနားလည်ဖို့အဲ့ဒီအရင်အမြစ်ကိုကျွန်တော်နားလည်ဖို့လိုပါတယ်ဆိုတော့ပထမကတော့ဒီကျွန်တော်တို့အခုနှစ်ဖွဲ့ကွဲတဲ့အကြောင်းရင်းကကြည့်မယ်ဆိုလို့ရှိရင် CB 6ဖွဲ့ရှိတယ်အဲ့ဒီ CB 6ဖွဲ့ဖြစ်ပေါ်လာတဲ့အကြောင်းရင်းကိုကျွန်တော်တို့သိဖို့လိုပါတယ်ဘာကြောင့်ဖြစ်လာတယ်လဲဆိုလို့ရှိရင်သူတို့ရဲ့ ideology နိုင်ငံရေးရည်တည်ချက်တွေမူဝါဒလမ်းစဉ်တွေမတူညီလို့ကွဲပြားတယ်ဆိုတာထက် CB အဖွဲ့တွေက CC တွေကိုမကြိုက်ဘူးဆိုတာထက်မကြိုက်တာမဟုတ်ဘူးဒီဥပမာ CB အဖွဲ့တွေက ZZLMS ဇုံတုံ CDF လောက်သူ
ဆိုတဲ့အဖွဲတွေကိုမကြိုက်တာမဟုတ်ဘူးတကယ်တမ်းဆိုရင် CC ရဲ့မူဝါဒကိုမကြိုက်တာလည်းမဟုတ်တကယ်တမ်းတော့ဒီ6ဖွဲ့စလုံး CB 6ဖွဲ့စလုံးကိုလေ့လာကြည့်မယ်ဆိုလို့ရှိရင်သူတို့ကဒီ CNF ကိုမကြိုက်တာဖြစ်တယ်ကျွန်တော်တို့ CNF ကိုမကြိုက်တဲ့အကြောင်းရင်းကဟုတ်ပြီတစ်ဖွဲ့ကနေမကြိုက်ရင်ဒါကပြဿနာမရှိဘူးအဲ့ဒီမကြိုက်တဲ့အဖွဲ့ကပြဿနာဖြစ်တယ်နှစ်ဖွဲ့ကမကြိုက်ရင်လည်းဟုတ်ပြီအဲ့ဒီနှစ်ဖွဲ့မကြိုက်ရတဲ့ဟာကသူတို့မှာမကြိုက်ရတဲ့အကြောင်းရင်းရှိနေဒါပေမဲ့ကိုက6ဖွဲ့ကချင်းပြည်သူတော်တော်များများက CNF ကိုမကြိုက်ဘူးဆိုတာကပေါ်လွင်နေတယ်လူတိုင်းသိနေတယ်အဲ့ဒါအဲ့လိုဆိုလို့ရှိရင် CNF မှာတခုခုပြဿနာရှိနေပြီတခုခု6ဖွဲ့တောင်မှပြည်သူလူထုချင်းပြည်သူလူထုတဝက်ထက်ဝက်ကျော်ကနေပြီးတော့မှမကြိုက်ဘူးဆိုတဲ့ဟာပြလာတဲ့အခါမှာဒါက CNF မှာပြဿနာရှိနေပြီဆိုတော့ CNF အနေနဲ့ကိုယ့်ဟာကိုပြန်လဲဆန်းစစ်ဖို့တော့လိုနေပြီဆိုတဲ့အချက်ပေါ့လေအဲ့ဒါတစ်ချက်ပြီးတော့မှဒုတိယကတော့ဒီကျွန်တော်တို့ CNF ကခုလုပ်နေတဲ့ပုံစံကဘာလဲဆိုတော့ငြိမ်းချမ်းရေးပြန်လဲပေါင်းစည်းရေးကိုဥတည်တဲ့ဟာတွေမဟုတ်ဘူးပေါ့လေဘာဖြစ်လို့ဆိုလို့ရှိရင်ဥမာသူကတော့ဒီချင်းပြည်နယ်တစ်ခုလုံးကိုကိုစားပြုတဲ့လက်နက်ကင်ဒေါ်လာရေးအဖွဲ့အစည်းလို့သူဟာသူခံယူထားတဲ့အတွက်ကြောင့်မလို့သူ့ကိုထောက်ခံတဲ့လူ9ယောက်ရှိရင်လည်းအဲ့ဒီ9ယောက်မှာသူကသူ့ရဲ့တိုက်ရင်လာသူ့ရဲ့ဟိုဟာကိုသူကချမှာဥမာမရာဒီတာမှာရွာ3ရွာလောက်ကစီတဲ့မရာကိုထောက်ခံတယ်ဆိုလို့ရှိရင်အဲ့ဒီရွာမှာသူက CNF ရဲ့စီရေးနိုင်ငံရေးကိုသူကအုပ်ချုပ်ရေးကိုသူကထားချင်တယ်မင်းတပ်မှာသူကမင်းတပ်ကို CNF ကိုထောက်ခံအပ်ပေးတဲ့လူ9ယောက်ရှိလို့ရှိရင်အဲ့9ယောက်မှာသူကတိုက်ရင်တစ်ခုသွားထားချင်တယ်ဒါက CNF အနေနဲ့သူ့အနေနဲ့စဉ်းစားမယ်ဆိုမှန်တယ်ဒါပေမဲ့ချင်းပြည်နယ်တစ်ခုလုံးအတွက်ကောင်းသလားဆိုတော့မကောင်းဘူးဘာဖြစ်လို့မကောင်းတယ်လဲဆိုလို့ရှိရင်အချင်းချင်းတိုက်ပွဲဖြစ်ကြအချင်းချင်းရန်ဖြစ်တဲ့ချင်းချင်းကွဲပြဲတဲ့ဟာကိုပဲဥတီးစေတယ်မရာဆိုရင်မရာချင်းချင်းမင်းတပ်ဆိုရင်မင်းတပ်ချင်းချင်းအဲ့လိုပဲချင်းချင်းကြားမှာဒီအပွဲပြဲကိုပဲသူဖြစ်စေတယ်ဒါကြောင့်မို့ CNF အနေနဲ့ဒါတွေကိုသူ့ရဲ့လုံနေတဲ့ဒီသူ့ရဲ့ဗျူဟာတွေသူ့ရဲ့မူဝါဒတွေကိုဒီချာလေးပြန်လဲသုံးသပ်ဖို့တော့လူနေပြီဆိုတဲ့အချက်ကိုလည်းထောက်ပြလို့ရတယ်ပြီးတော့ဒုတိယအချက်ကကျွန်တော်တို့ဒီနေ့ချိန်အထိမှာချင်းပြန်လဲပေါင်းစည်းရေးကိုစူးစမ်းခဲ့ကြတယ်မြေလံပေါင်းစုံတဲ့6ချိန်third party ပေါ့လေတတိယပါတီ6ဖွဲ့ကနေပြီးတော့မှချင်းပြန်လဲပေါင်းစည်းရေးကိုလှုပ်ဆောင်ခဲ့ပြီးပြီအဲဒီ6ဖွဲ့6ချိန်စလုံးမှာကျွန်တော်လည်းပါတယ်ပါတဲ့ခါကျတော့ကျွန်တော်ကောင်းကောင်းသိတယ်ဘာကြောင့်ဒီချင်းပြန်လဲပေါင်းစည်းရေးမအောင်မြင်ရတယ်လဲပေါ့လေပထမအနေနဲ့ NUG ကစူးစမ်းတယ်မအောင်မြင်ဘူးကြာရှုံးတယ်ပြီးတော့ဒုတိယကဒီကျွန်တော်တို့ချင်းဘာသာရေးဖွဲ့စည်းတယ်နိုင်ငံခြားမှာရှိတဲ့ချင်းဘာသာရေးဖွဲ့စည်းတယ်စူးစမ်းတယ်မအောင်မြင်ဘူးတတိယကဒီမီဇိုရမ်မှာရှိတဲ့ Zoro အဖွဲ့ Zoro ကျွန်တော်တို့ဒီ Zone Reunification Organization ပေါ့လေသူစူးစမ်းတယ်မအောင်မြင်ဘူးကြာရှုံးတယ်ပြီးတော့တတိယကဒီ YMA နဲ့ဒီ NGO ဒီမီဇိုရမ်မှာရှိတဲ့ NGO ဖွဲ့တယ်သူတို့ကနေပြီးတော့ထပ်စူးစမ်းတယ်မအောင်မြင်ဘူး၄ချိန်ပြီးတော့9ချိန်နောက်ကကျွန်တော်တို့ဒီ Finland အခြေစိုက်ဒီနိုင်ငံတကာ Peace Organization ပေါ့လေဒီငင်းချမ်းရေးဖွဲ့စည်းကြီးကနေပြီးတော့မှထပ်စူးစမ်းတယ်မအောင်မြင်ဘူးပေါ့လေအဲ့ဒီ CMI ကတော့အခုချိန်ထိမပြီးသေးဘူး process ကတွားနေတော့ပဲဒါပေမဲ့အရင်နေပြီးတော့မှအရင်ကြာပြီးတော့မှအလုပ်မဖြစ်ဘူးလို့ပြောလို့ရတယ်ဒီချိန်ထိပြီးတော့နောက်ဆုံးနေတဲ့6ခုမြောက်ကတော့အခုဒီမီဇိုရမ်ဝန်ကြီးချုပ်ဦးဆောင်တဲ့ advocacy group ကနေပြီးတော့မှလည်းလုပ်နေတာရှိတယ်ဒါပေမဲ့အဲ့ဒီဟာကလည်းဒီနေ့ချိန်ချင်းကျွန်တော်ပြောလင်းတယ်လို့အလုပ်မဖြစ်ဘူးတရားတွေကဘာကြောင့်ပြောနေလဲဆိုလို့ရှိရင်တော့ဒီကျွန်တော်တို့ကစစ်မှန်တဲ့ပေါင်းစည်းရေးကိုကျွန်တော်တကယ်လိုချင်တယ်ဘာဖြစ်လို့ဆိုလို့ရှိမှကျွန်တော်ပေါ်ပြတဲ့မကောင်းတဲ့အကျိုးဆက်တွေပဲကျွန်တော်မှရှိတယ်ကောင်းတဲ့ဟာမရှိဘူးဒီကျွန်တော်တို့ကွဲပြဲကျွန်တော်ချင်းချင်းကြမှာရဖြစ်လို့ချင်းချင်းတိုက်ကြလို့ဆိုတော့ဒီနိုင်ငံလုံးဒေါ်လာရေးကိုလည်းထိခိုက်တယ်ပြည်သူလူထုနိုင်ငံတကာအကူအညီတွေလည်းရက်ဆိုင်တယ်ဆိုတော့ကျွန်တော်စစ်မှန်တဲ့ဒီအတူအယောင်ပေါင်းစည်းတော့မဟုတ်ဘူးပဲလေစစ်မှန်တဲ့ရေရှည်တည်တံ့ခိုင်မြဲတဲ့ပေါင်းစည်းရေးကိုကျွန်တော်တကယ်လိုချင်တယ်6ဖွဲ့စလုံးက third party 6ခုကနေပြီးတော့မှစူးစမ်းပြီးတော့လုပ်ခဲ့ပေမဲ့မအောင်မြင်ဘူးမအောင်မြင်ရတဲ့အကြောင်းရင်းကျွန်တော်ရဲ့အမြင်သုံးသပ်ချက်ပေါ့လေပထမကတော့ဒီ third party တွေမှာလည်းအားနည်းချက်တွေရှိတယ်အဲ့ဒါတစ်ချက်ဘာအားနည်းချက်လဲဆိုလို့ရှိရင်6ဖွဲ့စလုံးကစူးစမ်းခဲ့တယ်မအောင်မြင်ဘူးသူတို့အားနည်းချက်တစ်ခုကတော့အဲ့ဒီ6ဖွဲ့စလုံးကိုကျွန်တော်ကြည့်ရခါမှာသူတို့မှာနံပါတ်1ကဒီဘယ်လိုပြောမလဲစနစ်တကျချင်းကပ်မှုမရှိဘူးလို့ကျွန်တော်မြင်တယ်
systematic approach ပေါ့လေဒီချင်းနှစ်ဖွဲ့ကွဲတာကသူတို့အမြင်မှာကလွယ်လွယ်လေးလို့သူတို့တွေးပုံရတယ်ဒီတရွာနဲ့တရွာပြဿနာဖြစ်ပြီးတော့မှဟေးအဲ့ခင်ဗျားတို့ရွာတရွာနဲ့တရွာခင်ဗျားတို့ပေါင်းစီကြမပေါင်းရင်တော့မကောင်းဘူးခင်ဗျားတို့လည်းရွာစလုံးမကောင်းဘူးပေါင်းချင်တော့လည်းမကောင်းဘူးအဲ့လိုပြောရုံနဲ့နေရွာကပေါင်းချင်ပေါင်းနိုင်မယ်ဒါပေမဲ့အခုချင်းပြဿနာကအဲ့လိုတိမရိုးရှင်းဘူးအရက်မူးနေတဲ့လူတစ်ယောက်ကိုခင်ဗျားတို့ပေါင်းကြမပေါင်းရင်တော့ငါတို့ရိုက်မယ်ငါတို့ဖမ်းမယ်ဆိုယုံလောက်နဲ့အဲ့လိုပြောယုံနဲ့ဒီချင်းပြဿနာကပြီးမှာမဟုတ်အဲ့ဒီပြဿနာကိုကျွန်တော်တို့ကစနစ်တကျနဲ့ချင်းကပ်ဖို့လိုတယ်ပြဿနာအရင်းမြစ် root cause ခုနပြောတဲ့ကျွန်တော်တို့ဒီချင်းပြဿနာရဲ့အရင်းမြစ်ကိုကျွန်တော်တို့အရင်ဆုံးနားလည်ဖို့လိုတယ်ပြီးတော့မှအဲ့လိုနဲ့ step by step နဲ့ကျွန်တော်တို့ဒီပေါင်းစည်းရေးကိုထပ်ပါတီကနေပြီးတော့မှဥဆောင်မှပဲအောင်မြင်နိုင်မှာပေါ့နော်အခုကျွန်တော်6ဖွဲ့စလုံးကကျွန်တော်ဒီသူတို့ရဲ့ကြိုးပမ်းမှုသူတို့ရဲ့ initiative ပေါ့လေသူတို့ရဲ့ပေးဆက်မှုအပေါ်မှာကြားဝင်ပြီးတော့မှချင်းပြန်လဲပေါင်းစည်းရေးလုပ်တဲ့ပုံမှာတိမပြူတယ်ကြိုးဆိုတယ်ဝန်တာတယ်ဒါပေမဲ့ပို့ပြီးတော့မှဒီစနစ်တကျနဲ့စနစ်ကြနဲ့ပေါ့လေချင်းကပ်မှုကိုလုပ်စေချင်တယ်ဒါကဒီနောက်လာမဲ့ထပ်ပါတီတွေရှိအောင်မယ်ဆိုရင်ပေါ့ဒီရှေ့က6ဖွဲ့ရဲ့ဒီအတင်ခန်းစာအတွေ့အကြုံတွေယူပြီးတော့မှတင်ခန်းစာတွေယူပြီးတော့မှsystematically approach နဲ့ကျွန်တော်တို့ဒီထပ်ပါတီဥဆောင်မယ်ဆိုရင်အရွေ့တကူသွားနိုင်မယ်လို့ထင်တယ်အဲ့လိုမှမဟုတ်ရင်တော့ဒီထပ်ပါတီမရှိဘူးဆိုလို့ရှိရင်ပေါင်းစည်းကဝေးနိုင်အောင်မယ်ပြီးတော့ဒုတိယအချက်ကတော့ဒီဘာလဲ commitment ထပ်ပါတီတွေမှာ commitment ရှိဖို့လိုတယ်ထင်တယ် commitment ဆိုတာကတကယ်စိတ်ရင်းနဲ့ဆိုတာကပြီးအောင်လုပ်ရမယ်ချင်းပေါင်းရမယ်ဆိုတော့သူ့မှာမဟာဗျူဟာ resource financial resource ပဲဖြစ်နည်းပညာ resource ပဲဖြစ်အဲ့လိုမျိုးနဲ့ဒီ challenge ပြင်ဆင်ပြီးတော့မှထပ်ပါတီနေတယ်လို့ဆောင်တင်တယ်လို့မြင်တယ်အဲ့လိုမှမဟုတ်လို့ရှင်တော့ဒီလေးနဲ့ဒီ political conflict နိုင်ငံရေး conflict ဖြစ်တဲ့အတွက်ကြောင့်မို့နိုင်ငံရေးနီလန်ကနေချင်းကပ်ဖို့လဲလိုတယ်ရှူတောင်းပေါင်းဆောင်ကနေချင်းကပ်ဖို့လိုတဲ့အခါမှာအဲ့မှာပညာတတ်တွေလည်းပါဖို့လိုတယ်ငွေကြေးလည်းတိုင်းတာတခုထိသူတို့မှာထပ်ပါတီမှာရှိရမယ်နားလဲတဲ့လူတွေလည်းရှိရမယ်အဲ့ဒီဖက်မလိုက်တဲ့ဖက်လက်ပါတီဖက်လက်ပါတဲ့ဟာလည်းရှိရမယ်အဲ့လိုမျိုးထပ်ပါတီအဲ့လိုမျိုးစနစ်တကျချင်းကပ်မှုအဲ့လိုမျိုး resource တွေလိုပါတယ်ဆိုတဲ့ဟာကိုဖော်ပြလို့လေပြီးတော့ဒုတိယကတော့ဒီ6ချိန်စလုံးမှာကျွန်တော်တွေ့ရတာကCNF ဖက်ကနေပြီးတော့မှခေါင်းဆောင်တကယ်ကို decision maker policy maker တွေမလာဘူး6ချိန်စလုံးတွေ့ဆုံတဲ့အခါမှာ CBI CNCC ဖက်ကတဘာပတိအထက်ကျတဘာပတိဥက္ကဋ္ဌCUC ချုပ် decision maker တွေအများအားပါတယ်ဒါပေမဲ့CC ဖက်မှာကျတော့ဒီ CNF ကတကယ် top ခေါင်းဆောင်တွေခဏအစည်းအဝေးမလာတဲ့အကြောင်းရင်းလဲပြဿနာတစ်ခုလို့ကျွန်တော်တို့မြင်တယ်ဒါကတော့ကျွန်တော်အမြင်ပေါ့လေသူတို့တာပါမယ်ဆိုလို့ရှိရင်သူတို့ရဲ့ဒီပြန်လည်ပေါင်းစည်းကိုဘယ်လိုတွားချမလဲဆိုတော့သူတို့ top decision maker တွေကိုတိုင်ကစေတနာပါစိတ်ရင်းတဲ့အဲ့လိုမျိုးပြောပြီးတော့ချပြအဲ့လိုမျိုးဆိုရင်တော့တစ်ဖွဲ့နဲ့တစ်ဖွဲ့ချစိတ်ရင်းတွေနားလည်မှုတွေရှိလာပြီးတော့မှတွားလို့ရတယ်ဒါပေမဲ့6ချိန်စလုံးမှာ top ခေါင်းဆောင်တွေမပါတဲ့ဟာကလည်းပြဿနာဒီမောင်မြင်ရတဲ့ပြဿနာတစ်ခုလို့ကျွန်တော်ကတော့မြင်တယ်ဒါကြောင့်မလို့ကျွန်တော်တို့ကဒီနေ့ပြန်ပြီးတော့မှချုပ်ပြီးပြောမယ်ဆိုလို့ရှိရင်မရာချင်းကွဲပြဲနေတဲ့ဟာတွေပြီးတော့ချင်းကွဲပြဲနေတဲ့ဟာတွေဘယ်သူမှမလို့ချင်ဘူးကျွန်တော်တို့ကစစ်မှန်တဲ့ပြန်လည်ပေါင်းစည်းရေးတွေကိုကျွန်တော်တို့လိုချင်တယ်အဲ့လိုဖြစ်ဖို့ရအတွက်ဒီ CNF ကဘာဖြစ်ကျွန်တော်ကြိုက်တယ်ဖြစ်စေမကြိုက်တယ်ဖြစ်စေသူကအဓိက main key stakeholder လို့ပြောလို့ရတယ် key stakeholder အင်အားအကြီးဆုံးဒီတော်တော်ဆယ်ပေါ်လေဒီကျွန်တော်တို့လက်နက်ခဲရငွေကြေးရဆိုတော့သူ့ပေါ်မှာအများကြီးမူတည်တယ်80ရာခိုင်နှုန်းကချင်းပြည်လဲပေါင်းစည်းရေးကကျွန်တော်အမြင်မှာ CNF ပေါ်မှာအများကြီးမူတည်တယ်ဆိုတော့ကသူကဘယ်လောက်ထိပေါင်းစည်းရေးကိုလိုချင်တယ်လဲသူကဒီချင်းငင်းချမ်းရေးချင်းပြည်လဲပေါင်းစည်းရေးကိုဘယ်လောက်ထိသူကဆေးရထက်တန်တယ်လဲဘယ်လောက်ထိသူလိုချင်တယ်လဲဆိုတဲ့ပုံမှာအများကြီးမူတည်တယ်ဂျန်တဲ့ဖွဲ့တွေတက်မူတည်တယ်ဆိုတဲ့ဟာကိုဒါက CNF ကိုရှင်းမွန်းတာလည်းမဟုတ်ဘူးရှိတရားလို့ကျွန်တော်မြင်တဲ့ဟာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ပြန်လဲပေါင်းစည်းရေးဆိုတဲ့နေရာမှာစစ်မှန်တဲ့ရေရှည်တည်တံ့ခိုင်မြဲတဲ့ပေါင်းစည်းရေးဒီတော်လှန်ရေးတစ်ခုလုံးကို
ကိုအကျိုးပြုမဲ့ကျွန်တော်တို့ပေးဆက်လာခဲ့ပြီးသားဟာတွေအချင်းနဲ့မဖြစ်အောင်ခုနပြောသလိုမကွေးစကိုင်းဘက်မှာတက်လာနေတဲ့ရန်သူကျွန်တော်တို့အများကြီးကျွန်တော်တို့ဖက်ပေါင်းဆောင်ရှိတဲ့ဟာကိုကျွန်တော်တို့တွန်းလှန်နိုင်အောင်ဆိုလို့ရှိရင်တော့ဒါကပြန်လည်ပေါင်းစည်းရေးအစစ်မှန်တဲ့ပြန်လည်ပေါင်းစည်းရေးကလည်းအင်မတန်မှအရေးကြီးတယ်။ဘာကြောင့်ကျွန်တော်တို့မရာဒေတာချင်းမှာအဲ့လိုဖြစ်နေတယ်လဲဆိုတဲ့အကို remind ပေးနေဒီမနေ့မှာဒါ propaganda လုပ်တာလည်းမဟုတ်ဘူးhate speech ကိုပြောနေတာလည်းမဟုတ်ဘူးကျွန်တော်တို့ရဲ့အမြင်ပြန်လည်ပေါင်းစည်းရေးအတွက်ဘာအားနည်းချက်ရှိနေတာလဲဘာတွေလုပ်သင့်တယ်လဲဆိုတဲ့အကိုကျွန်တော်အနေနဲ့ဝေမျှဆွေးနွေးလို့ချင်းဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဒါတော့ဆရာပီတာလက်ခဲထံကနေပြီးတော့မှဒါအပြည့်စုံချရတယ်ပေါ့နော်ဒါချင်းတွေရဲ့မစည်းလုံးရခြင်းရဲ့အဓိကတော့ချက်တွေပြီးတော့မှစီးလုံးရေးအတွက်ဘာတွေကအဓိကလိုအပ်ချက်တွေဖြစ်မလဲဆိုတဲ့အရာတွေအဓိကအနေနဲ့ကျမတို့ဒီနေ့မှာကြားသိရတာဖြစ်တယ်ဆိုတော့ဆရာရဲ့စကားထဲမှာပဲပြန်နှိုက်ပြီးပြောရမယ်ဆိုလို့ရှိရင်တော့အားလုံးကမစည်းလုံးရခြင်းရဲ့အဓိကကတော့အားလုံးကကိုစီအတ္တမထားကြဖို့ပါပဲပေါ့နော်ကိုစီအတ္တမထားဘဲနဲ့ကိုအာနာရရေးမဟုတ်ပဲနဲ့ကျမတို့ရဲ့ဘုံရန်သူကိုသာအဓိကထားပြီးတော့မှခုနပြောသလိုဒီစစ်ကောင်စီကတော့သူ့ရဲ့ပရိယေတွေအားလုံးကိုထုတ်သုံးပြီးတော့နီးပြူဟာကြနဲ့ကိုအခုရွေးကောက်ပွဲကိုလည်းသူလှုပ်သွားဖို့ရှိတယ်ဆိုတော့တော်လှန်ရေးအင်အားစုတွေအနေနဲ့ဒီကာလကအင်မတန်မှအရေးကြီးပြီးတော့မှစီးလုံးညီညွတ်ဖို့လိုအပ်တယ်ကျမတို့အဓိကအနေနဲ့ချင်းတွေရဲ့လောဆယ်မှာဒီသဘောထားမညီညွတ်မှုတွေဟာတကယ်တမ်းပြောရမယ်ဆိုရင်သူ့အတွက်ကသူ့ရဲ့တော့ချက်လို့အာသာချက်တစ်ခုလို့ဖြစ်သွားတာဟာအင်မတန်မှဝန်းနေစရာကောင်းတယ်ပေါ့နော်ဒါကြောင့်မလို့အဖက်ဖက်ကချင်းဆိုတာဟာချင်းဟာတစ်ခုပဲဖြစ်တယ်တစ်မျိုးပဲဖြစ်တယ်ချင်းဒီတစ်လုံးတစ်ဝပဲဖြစ်တယ်ဆိုတော့စိတ်တစ်ခုနဲ့ကျွန်တော်တို့အားလုံးပဲhate speech မပြောကြဘဲနဲ့ကျွန်တော်တို့အားလုံးမှားခဲ့တာတွေမှားခဲ့တယ်အားနေခဲ့တာတွေအားနေခဲ့ကြတယ်အဲ့ဒီအရာတွေပေါ်မှာကျွန်တော်တို့စင်ချင်းတုံတရားတွေနဲ့အားလုံးကလည်းပဲဖျားသိတဲ့သူတွေပဲဆိုတော့ကျွန်တော်တို့ဖျားကချစ်ချင်းမြတ်တာဖျားဖြစ်တယ်ပြောပြီးကိုတိုင်းမှာကျွန်တော်တို့ချစ်ချင်းမြတ်တာတွေမထားနိုင်ကြရင်ဒါတွေဟာလည်းကျွန်တော်တို့ရဲ့ယုံကြည်ခြင်းဟာလည်းလကဟတဖြစ်မယ်ဆိုတော့အရာလေးကိုလည်းစင်ကျင်ကြဖို့လိုအပ်လိမ့်မယ်လို့ကျွန်မထပ်လောင်းပြီးတော့ပြောခြင်းတယ်ဆိုတော့ဆရာပြောတဲ့တဲမှာအားလုံးကပြည့်စုံနေပြီဆိုတော့ထွေထူးအများကြီးပြောစရာတိတ်မရှိတော့ဘူးဒါပေမဲ့တခုလေးပဲဒီမှာပြန်ပြီးတော့မှ highlight လေးအနေနဲ့ပေါ့နော်ဆရာခုနကလည်းပြောသွားတယ်စစ်ကောင်စီကတော့ဒါစကားစအနေနဲ့ဒါရွေးကောက်ပွဲလုပ်ဖို့သူကတော့အသေးအတန်ဘာမှမဖြစ်တယ်လို့ကိုသူငိမ့်ချမ်းရေးကိုပဲဖော်ဆောင်နေတဲ့အောင်ကိုသူလုပ်နေတာတွေ့ရတယ်ဆိုတော့ဒါဒေါ်လာရေးအားစုတွေအင်မတန်မှစိန်ခေါ်မှုကြီးကြီးမားမားတစ်ခုအနေနဲ့လည်းခုနပြောသလိုအိန္ဒိယဒီအိန္ဒိယနိုင်ငံတွေဖြစ်တဲ့အိန္ဒိယတေရုရှားစသည်နဲ့လည်းပဲသူကကောင်းမွန်စွာနဲ့ကိုဒါတွေ့ဆုံနေတာဆိုတော့ဒီရွေးကောက်ပွဲတာတကယ်ဖြစ်သွားတယ်ဆိုလို့ရှိရင်တော်လှန်အင်အားစုတွေအနေနဲ့ကကြတော့အင်မတန်မှစိန်ခေါ်မှုဖြစ်မယ်ဆိုတော့ဒီနေရာမှာဒီစိန်ခေါ်မှုတွေကိုကျွန်တော်တို့တော်လှန်အင်အားစုတွေနဲ့အတူမိဘပြည်သူတွေကဒီစိန်ခေါ်မှုကိုကျွန်တော်တို့ဘယ်လိုမျိုးတွန်းလှန်ကြမလဲဆိုတဲ့အရာလေးကိုဒါအကျဉ်းတဝန်းလေးဆွေးနွေးပေးပါအောင်ရှင်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဆိုတော့ဟုတ်ပါတယ်ခုကျွန်တော်မြင်နေရတဲ့အခင်းချင်းကတော့ဒီစစ်ကောင်စီကဘယ်လိုပဲပြောကျွန်တော်တို့မကြိုက်ဘူးဒါကစိတ်ဓာတ်ကြအောင်ပြောရလည်းမဟုတ်ဘူးကျွန်တော်အမြင်ကိုပြောရမယ်ဆိုရင်စစ်ကောင်စီကတကယ်တော့ဟိုမှာဒီနှစ်300နှစ်ကွယ်စစ်စင်ရေးပေါ့လေဒီရှမ်းပြည်နယ်မြောက်ပိုင်းစစ်စင်ရေးမှာကျွန်တော်ဒေါ်လာအင်အားစုတွေကတော်လေးကိုအောင်မြင်မှုတွေရလာခဲ့တယ်ပေါ့လေအဲ့လိုရလာခဲ့တယ်မင်းအောင်လှိုင်အုပ်စုကဒီဘယ်လိုပြောမလဲတကယ်ကိုတိုင်ရရပြီးတော့မှဒီအလူအလဲခံစားနေတဲ့ဒီပညာရှင်တွေကတော့ကြားရဲတကောင်ပေါ့လေဒီအလူလဲခံပြီးတော့မှတိုင်ရအကြီးကျယ်တွေးတွေထွက်ပြီးတော့မှဒီတေခါနီးပုံစံမျိုးထိကိုဖြစ်ခဲ့တယ်ထိနာခဲ့တယ်ဒါပေမဲ့လည်းကျွန်တော်တို့စိတ်မကောင်းစွာနဲ့ဒီတရုတ်ရဲ့ဝင်ရောက်ဆက်ဖက်မှုတွေကျွန်တော်တို့စတွေးခဲ့တာပေါ့လေနောက်မြောက်ပိုင်းမှာဒီတစ်တော်နဲ့ကွယ်စစ်စင်ရေးမြောက်ပိုင်းမဟာမိတ်တွေကိုစပြီးတော့ဖိအားပေးလာတယ်ပြီးတော့မှအကုန်လုံးပေါ့လေတဖြည်းဖြည်းနဲ့အဲ့လိုတရုတ်ရုရှားဂျန်တဲ့နိုင်ငံတွေကနေပြီးတော့မှသူတစ်ပြင်ကျွန်တော်ကြည့်တာတရုတ်ကတော့ဒီသူ့ရဲ့မြန်မာနိုင်ငံအနောက်မြောက်ပိုင်းမှာဒီအနောက်အုပ်စုတွေဝင်လာမှာကိုသူ့အနေနဲ့မကြိုက်လို့ဒီပြန်ပြီးတော့မှစစ်ကောင်စီကိုပြန်ပြီးထောက်ခံလာတဲ့သဘောမှာရှိတယ်ဆိုတော့ကျွန်တော်တို့ဒီဒါပေမဲ့
စိတ်မကောင်းစွာနဲ့မြောက်နိုင်ကတဖြည်းဖြည်းနဲ့အချိန်ပြန်ရလာပြီးတော့မှအဲ့ဒီဒိုင်ဟာကြီးကျယ်ရတဲ့နေရာကနေပြန်ပြီးတော့မှဒိုင်ဟာပြန်ပြီးတော့မှသူ့အတူပြန်လောက်လာပြီးတော့မှခုဆိုလို့ရှိရင်ကျွန်တော်မြင်နေရတာကဒီအိန္ဒိယနဲ့လည်းဒီတွေ့ဆုံဆွေးနွေးတယ်ပြီးတော့နိုင်ငံတကာတော်တော်များများမှာသူကခေါင်းဆောင်တွေနဲ့တွေ့ပြီးတော့မှဒီနိုင်ငံရေးရောပြီးတော့မှဒီဘယ်လိုပြောမလဲတန်တမာရေးရမှာရောပြန်ပြီးတော့မှအများကြီးတိမပြုတ်လာတာကိုကျွန်တော်တွေ့ရတယ်ဒါကကျွန်တော်ဒေါ်ခိုင်းအင်အားစုတွေအတွက်ပါပြလဲဆိုတော့အချက်ပေးတကယ်အချက်ပေးခေါင်းလောင်းတန်ပေါ့လေဒီသူအနေနဲ့လည်းဒီနှစ်မကုန်ခင်2025မှာရွေးကောက်ပွဲကိုလုပ်ဖို့ဆိုပြီးတော့မှရက်တွေကစလုပ်ပြီးသားဖြစ်ပါတယ်ဒေါ်ခိုင်းရွေးကောက်ပွဲမစသေးဘူးနိုင်ငံတော်တော်များများမိပန်းဝန်းကျင်မှာတကယ်အရေးကြီးတဲ့နိုင်ငံတွေကစအတိမပြုတ်နေတဲ့သဘောမှာရှိတယ်ဒါကဒေါ်ခိုင်းအင်အားစုတွေအတွက်တော်တော်လေးကိုကျွန်တော်တို့မြန်ဆန်ပြုပြင်ပြောင်းလဲကျွန်တော်တို့ဗျူဟာတွေပြောင်းလဲရမယ်ဟိုပါပေါ့လေကျွန်တော်လို့ကျွန်တော်မြင်တယ်ပြီးတော့ဒီဘာနဲ့တွားတူနေလဲဆိုကျွန်တော်2010မှာရှေ့မှာကျွန်တော်ဆရာတွေဆိုလို့ပို့ပြီးတော့မှဟိုမြင်ပါလိမ့်မယ်နားလည်ပါလိမ့်မယ်2010ရွေးကောက်ပွဲမှာကလည်းကြည့်မယ်ဆိုလို့ရှိရင်ဒီနိုင်ငံတကာပညာရှင်တွေကထောက်ပြတာကလည်း2010ရွေးကောက်ပွဲမလုပ်နဲ့အောင်ဒါကဒီမိုကရေစီစံချိန်စံနှုန်းနဲ့ကိုက်ညီမှာမဟုတ်ဘူးတိုက်ပွဲလည်းဖြစ်နေသေးတယ်တိုင်းရင်းသားဒေသတွေမှာတိုက်ပွဲတွေလည်းဖြစ်နေသေးတယ်ပြည်သူနိုင်ငံတကာကလည်းအတိမပြုမှာမဟုတ်ဘူးဒီရွေးကောက်ပွဲကိုဆိုပြီးတော့မှ warning တွေပေးကြတာပေါ့လေဒါပေမဲ့လည်း2010လှုပ်လိုက်တဲ့ခါကျတော့ချန်ခိုင်ရေးပါတီအနိုင်ရလာတယ်အဲ့လိုနဲ့တဖြည်းဖြည်းနဲ့2010 2015 2020အထိနိုင်ငံတကာတရုတ်အိန္ဒိယစတဲ့အာဆီယံနိုင်ငံချုပ်ကအတိမပြုတဲ့တဖြည်းဖြည်းနဲ့အနောက်အုပ်စုကတနိုင်ငံပြီးတနိုင်ငံအတိမပြုလာပြီးတော့သူတို့ရဲ့ company တွေလည်းမြန်မာနိုင်ငံဝင်လာတယ် NGO တွေဝင်လာတယ်အဲ့လိုနဲ့ NGO တွေစီဝင်လာတဲ့အခွင့်တွေပတ်စံတွေကိုသူကယူပြီးတော့မှသူ့ရဲ့အင်အားကိုပြန်တိဆောက်တယ်သူ့ရဲ့စစ်လက်နက်တွေဝယ်တယ်အဲ့လိုနဲ့တိုင်းရင်းသားဒေသတွေကိုပြန်ချေမှုန်းတယ်ဆိုတဲ့ဟာတွေကိုကျွန်တော်တို့ဒီအများကြီးတွေ့ရတာပေါ့လေဆိုတော့ဒါတွေကိုဖြစ်မလာအောင်အဲ့လိုမျိုးအခြေအနေတွေပြန်ပြီးတော့မှတပတ်လည်နိုင်တဲ့အနေအထားတွေမှာကျွန်တော်တို့ရှိနေတဲ့အတွက်ကြောင့်မလို့ဒေါ်လာအင်အားစုတွေနဲ့ခုချိန်မှာအရေးကြီးဆုံးကတော့ဒီမနေ့မှာလည်းကျွန်တော်ပြောနေတာကဒီပေါင်းစည်းရေးပြန်လဲပေါင်းစည်းရေးတနိုင်ငံလုံးကိုဥဆောင်ပြီးတော့မှလုပ်နေတဲ့ဒီ NUG NUCC ကအစပေါ့လေဒါကဒီ public မှာတော့အများကြီးတော့မပြောသင့်ပါဘူးဆိုတော့ဒီပြန်လဲပေါင်းစည်းရေးပြည်သူလူထုအနေနဲ့လည်းဝိုင်းပြီးတော့မှဒီ reform ပေါ့လေ NUG ခေါင်းဆောင်မှုပုံစံတွေတွားတဲ့ပုံစံတွေမျိုးဟာတွေကိုပြောင်းလဲချင်အများကြီးလိုအပ်နေပြီအရေးကြီး urgent emergency ဖြစ်နေပြီ9လအချိန်ကလည်းနည်းနည်းလေးပဲကြာပြီဆိုတဲ့ဟာလေးကို highlight ပြီးတော့မှပြန်ပြောလို့ပါတယ်ဟုတ်ကဲ့ကျေးဇူးဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဆိုတော့နောက်ဆုံးတစ်ခုပေါ့နော်နောက်ဆုံးတစ်ခုကတော့ဒါကျွန်တော်တို့ဒါအိန္ဒိယနိုင်ငံတွေရဲ့ယက်တီချက်ကအင်မတန်မှတော်လှန်ရေးအတွက်ကလည်းဒါတိတ်ကိုအရေးပါတယ်ပေါ့နော်ဆိုတော့အဓိကအနေနဲ့ကျွန်တော်တို့ချင်းပြည်နယ်ဒါစကိုင်းတိုင်းဘက်ဆိုလို့ရှိရင်ဒါအိန္ဒိယနဲ့အထီးတွေ့တော်တော်လေးများတယ်ဆိုတော့အိန္ဒိယအနေနဲ့ပေါ့လေဒါကလတန်စီမံကိန်းကလည်းရှိသေးတာ哦เนาะဆိုတော့အခါကျတော့အိန္ဒိယအနေနဲ့ဒီလိုချင်းအင်အားစုတွေနဲ့ဘယ်လိုတော့ပို့ပြီးတော့မှဆက်ဆံတင်လဲဆိုတဲ့ဟာလေးလဲပေါ့เนาะပြောပြပေးစေလိုပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့ပါဆိုတော့ကျွန်မအနေနဲ့ကအိန္ဒိယကတော့ဒီချင်းကိုတော့အစကတည်းကနေသူစိတ်ဝင်စားတယ်ဆိုတော့ကဒီကလတန်project တခုတည်းမဟုတ်ဘူးသူရဲ့နေဆက်အိန္ဒိယနိုင်ငံနဲ့ချင်းပြည်နယ်နဲ့ဆက်ကတော်လေးကိုရှိတယ်ပြီးတော့မှနှစ်ဖက်စလုံးမှာဒီဘယ်လိုလဲကုန်သွယ်ရေးဆိုတာကဒီတရား human drug မူစီဝါတွေဝင်တဲ့လမ်းကြောင်းတွေတချို့ရှိတယ်ပြီးတော့မှလက်နက်ကိုင်ဟိုဖက်အိန္ဒိယဖက်ကနေလက်နက်ကိုင်အားစုတွေရှိတယ်မြန်မာဖက်ကလက်နက်ကိုင်အားစုတွေသူရဲ့နေဆက်တည်ငြိမ်ရေးနေဆက်လုံခြုံရေးဆိုတဲ့ဟာတွေအတွက်ကိုဒီချင်းကိုတော်လေးကိုသူကနေပြီးတော့ဥစားပေးတဲ့အထက်မှာထားတယ်လို့ကျွန်တော်တို့တွေးလို့ရတယ်အဲ့လိုမြင်တယ်ပေါ့လေဒါကြောင့်မို့သူအနေနဲ့ဒီချင်းကိုဒီပေါင်းစည်းစီချင်တာလည်းပါတယ်တစ်ဖက်မှာချင်းမပေါင်းနိုင်တဲ့အခါမှာသူကဒီအကျိုးဆက်ကပါလဲဆိုတော့မီဇိုရမ်ပြည်နယ်ဒီလောင်ကလိုက်ဆိုင်ဟာအဲ့ဆက်တဲ့ဆောင်မှာတော်လေးကိုရက်ခတ်မှုတွေရှိတယ်ချင်းမပေါင်းစည်းလို့ဒီမီဇိုမှာလဲကွဲသဘောထားကွဲသွားကြတယ်ပေါ့လေတချို့က CB ကိုထောက်ခံတယ်မီဇိုမှာလည်းပဲမီဇိုရမ်မှာလည်းပဲတချို့က CC ကိုထောက်ခံတယ်သူတို့နှစ်ဖက်မီဇိုရမ်အထီကိုရက်ခတ်မှုတွေအများကြီးရှိတယ်ဒါကြောင့်မလို့ဒါကိုအိန္ဒိယကလုံးဝမလို့ချင်ဘူးပါလေဆိုတော့ဒါတွေကြောင့်မလို့
ချင်းကိုပေါင်းစည်းစေချင်တယ်သူတို့ရဲ့စိတ်ရအမှန်ဒီကျွန်တော်တို့တချို့ထောက်လိုင်းနေတယ်လို့တွေ့တဲ့နေရာတွေမှာပေါ့လေဆိုတော့ဆိုတော့ကျွန်တော်တို့ချင်းကဒီ Kaladan project ကတော့ကျွန်တော်တို့ဒီအခုလောဆယ်ကတော့ ULA ရဲ့ထိန်းချုပ်မှုအောက်မှာရှိတဲ့အတွက်ကြောင့်မို့လို့ချင်းအနေနဲ့ကတော့အများကြီး CB ကတော့တဝက်တစ်ပိုင်းမှာပါပါတယ် Kaladan project ပေါ်တဲ့လမ်းကြောင်းက CB ဥပမာသူတို့ပြမနာကပွေတက် MDF ကဒီ ULA နဲ့ပေါင်းပြီးတော့မှအဲ့ဒီတခြားမှာလှုပ်ရှားမှုတွေရှိတဲ့အတွက်ကြောင့်မို့လို့CB ကဟိုရှိတယ်အိန္ဒိယအနေနဲ့ဒီ ULA နဲ့ပေါင်းပြီးတော့မှဟိုဖြစ်နေတာရှိတယ်ပြီးတော့ဒုတိယကတော့ဒီတစ်ဖက်မှာဒီဇုတ်ကထဂျမ်ဖိုင်မှာရှိတဲ့ဇုတ်ကထပေါ်လည်းကျွန်တော်တို့အရင်တော့ကတိုက်ပွဲဖြစ်တဲ့ဒီ record and ဟာလည်းပဲဒီအိန္ဒိယရဲ့အရေးကြီးတဲ့နေရာတစ်ခုဖြစ်တယ်ဆိုတော့ဒါတွေကြောင့်မလို့ချင်းကဒီအိန္ဒိယအတွက်ကိုတော်တော်လေးကိုအရေးကြီးတဲ့နေရာလို့ကျွန်တော်တို့သူအနေနဲ့အရေးကြီးတဲ့ stakeholder တစ်ခုအဖြစ်မြင်တယ်လို့ပြောလို့ရပါတယ်